လက်ဖွင့်ငွေတင်တောင်းတော့ကအတန်မထွက်ပဲတကယ်မင်္ဂလာပွဲနီးမှသမီးကိုနှမျောလို့မျက်ရည်ကျနေလို့လူပြောများနေတဲ့ဇေယျရောက်ခမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရောက်ခမကသူတို့သမီးကိုနှမျောနေရကတော့တရုတ်ဆောင်ဇေယျရဲ့မင်္ဂလာပွဲအကျိုးဇလန်းလေးပါပဲမီဒီယာတွေမှာလက်ထပ်တော့မယ်လို့ကြေညာထားတာ6လလောက်ရှိနေပြီဖြစ်တဲ့ဇေယျနဲ့သူ့ရဲ့ချစ်သူချစ်မဝလေးတို့ဆောင်တွေကအခုချိန်မှာမင်္ဂလာလက်မှတ်တကယ်ပဲရေးထိုးလိုက်နိုင်ကြပါပြီဒါပေမဲ့ဒီမင်္ဂလာသတင်းထက်ပိုပြီးတော့လူပြောများနေရကတော့ဇေယျရဲ့ရောက်ခမလောင်သူတို့သမီးရဲ့မိခင်ဖြစ်သူရဲ့ဒူးဆန်တဲ့ထုံပြန်မှုပါပဲပရိသတ်တွေကလည်းတတိထားမိကြမှာပါဇေယျတို့ဆောင်တွေမင်္ဂလာဆောင်ပဲပြောထားတဲ့အချိန်ကာလအတူတူလောက်မှာကြေညာခဲ့တဲ့ဟင်းဝရနဲ့ဆိုပြတဲ့စဉ်မေပကြီးနဲ့သူ့ရဲ့ချစ်သူတို့တောင်မှမင်္ဂလာဆောင်ပြီးလို့ဟန်နီမွန်းထွက်တချို့တွေဆိုရင်ကလေးတောင်ရတော့မယ့်အခြေအနေရောက်နေကြပါပြီ။ဇေယျတို့ကတော့အခုထိပွဲမဆရသေးပါဘူး။ဘာဖြစ်လို့ဒီလောက်ကြာနေရတယ်လဲဆိုတော့သူတို့မင်္ဂလာပွဲကရိုးရိုးမဟုတ်ပါဘူး။စုစုပေါင်းပွဲကိုပွဲတောင်ကျင်းပမှာဖြစ်လို့ပြင်ဆင်ချိန်ကြာနေရဖြစ်ကြောင်းသိရပါတယ်။သူတို့သမီးကမွန်ပြည်နယ်မှာအချမ်းသာဆုံးစိတ်ရင်းဝင်တထေးသမီးဖြစ်တယ်လို့သူတို့သားကလည်းနာမည်ကြီးမင်းသားဆိုတော့ပွဲကိုအကြီးကျယ်ဆုံးဖြစ်အောင်စီစဉ်နေကြတာပါ။ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတင်တောင်းရွှေကိစ္စပါပဲသူတို့သမီးကတထေးသမီးဖြစ်တာကြောင့်ဇေယျဘက်ကလည်းတိတ်ခါမကြောက်တိန်တောင်လုံးစာရွှေရှစ်ပိတ်တာတီတီနဲ့ကြီးကျယ်ခမ်းနားစွာနဲ့တင်တောင်းထားရတာဖြစ်ပါတယ်မမရရအဲ့ဒီလိုရွှေတွေငွေတွေပုံပြီးတော့လာတင်တောင်းတော့ကတော့ရောက်ခမကြီးရဲ့မျက်နှာမှာအပြုံးတွေဝေးစားနေခဲ့ရပါကိုယ့်ရဲ့သမီးလေးကိုတန်ဖိုးထားပြီးတောင်းတာကျေနပ်တဲ့ရွှေသမက်ငွေသမက်ကြီးပါဆိုပြီးတော့ပီတီတွေဖြစ်နေခဲ့တာကိုပရိသတ်တွေကမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့မင်္ဂလာဆောင်ဖို့ရက်နီးလာပြီးလက်မှတ်ထိုးလိုက်တဲ့ချိန်မှာတော့ဇလန်းကပြောင်းသွားပါတယ်အစတုန်းကရွှေရှစ်ပိတ်တာကိုကြီးကြီးပြူပြူလက်ခံထားတဲ့မိခင်ကြီးကအခုကြောင့်မှငါသမီးလေးကိုနှမျောလိုက်တာသူများအိမ်ကိုမထည့်ချင်ဘူးနောက်ထပ်2နှစ်လောက်ပြန်ထားပေးပါလားဆိုပြီးမျက်ရည်တွေကျလာပါတယ်ပရိသတ်တွေကတော့ဒီကိစ္စကိုကြောက်ပြီးအံ့ဩနေကြပါတယ်ဟေးတင်တောင်းတော့ကကြတော့ဘာမှမပြောဘဲအခုပွဲနီးမှဘာလို့ငိုနေရလဲဆိုပြီးတော့ဝေဖန်တန်တွေကထွက်လာပါတယ်တချို့တွေကလည်းသမီးရှင်မိခင်ဖြစ်တာကြောင့်တန်ရောစင်ဖျက်ရခတ်တာပါလို့နားလည်ပေးကြသလိုတချို့ကလည်းရွှေရှစ်ပိတ်တာရပြီးတော့မှသမီးကိုထည့်ပေးလိုက်ပါတော့အမေကြီးရဲ့ဆိုပြီးတော့စနောက်နေကြပါတယ်ဘလို့ပဲရောက်ခမကဒရမာတွေခင်းနေပါစေမင်္ဂလာပွဲကတော့ပြတ်သွားမှာမဟုတ်ပါဘူးရွှေရှိပိတ်တာတင်တောင်းထားတဲ့ပွဲကြီးဖြစ်တာကြောင့်ကိုဝဲတီတီအကြီးကျယ်ဆုံးကျင်းပသွားမှာဖြစ်ပါတယ်ဇေယျအနေနဲ့သူ့ရဲ့ချစ်မဝလေးကိုရဖို့အတွက်ရောက်ခမရဲ့မျက်ရည်တွေကိုချုံမော့ပြီးတော့ခန်ခန်နာနာပေါင်းဖက်သွားမှာပါဒီဖြစ်ရလေးကရွှေမြင်ပြောသမီးခွေရရင်ငိုတတ်တဲ့လူတဘာဝကိုဟာတာနှောပြီးတော့မြင်တွေ့လိုက်ရတာပါပဲတကယ်တော့ဇေယျလိုတမန်မျိုးရဖို့ဆိုတာမလွယ်ကူလှပါဘူးရွှေရှိပိတ်တာဆိုတဲ့ပမာဏကဒီခေတ်ကာလပေါက်စိမ့်နဲ့တွက်ကြည့်ရင်မနှဲလာတဲ့ပမာဏပါဒီလောက်ပုံဩပြီးတောင်းရတာကလည်းသူ့ရဲ့ချစ်မဝလေးကိုတကယ်ကိုတန်ဖိုးထားလို့ဆိုတာပေါ်လင်းနေပါတယ်ရောက်ခမကြီးကလည်းသမီးကိုချစ်လွန်းလို့တာစိတ်မခိုင်ဖြစ်ပြီးတော့ငိုမိတာပါတကယ်တမ်းကျတော့သမီးဖြစ်သူကောင်းစားတာကိုမြင်ချင်မှသိကြပါတယ်ပရိသတ်တွေကတော့ဒီမင်္ဂလာပွဲကြီးကဘလောက်တောင်ခမ်းနားမလဲဆိုတာကိုစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြပါပြီ။မွန်ပြည်နယ်ကအချမ်းသာဆုံးတထေးသမီးနဲ့နာမည်ကြီးမင်းသားတို့ရဲ့မင်္ဂလာပွဲကိုပွဲစလုံးကတော့ Facebook တခွင်မှာပလူပြန်နေအောင်မှသိကြပါရယ်။ဇေယျတို့ဇနီးမောင်နဲ့လည်းအခက်ခဲတွေရောက်ခမရဲ့ချစ်ဒုက္ခတွေကြားကနေအခုလိုရွှေလက်တွဲနိုင်ခဲ့ရကြောင်းပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ကဲပရိသတ်ကြီးရွှေရှိပိတ်တာယူထားပြီးမှသမီးကိုနှမျောလို့ပြန်တောင်းနေတဲ့ဇေယျရဲ့ရောက်ခမကိုဘယ်လိုမြင်ကြလဲကိုသားဇေယျနေရာမှာဆိုရင်ရောရောက်ခမကိုဘယ်လိုချော့မလဲမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်